ဒေနာခင်ပါအလေးထားသောအေးတေကိုကြီးများဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်စားလှယ်များနိုင်ငံတကာအသံဝဲမှအေးတေတော်များနော်ကျွန်တော်တို့ရဟန်ဂျာလူထုအပွေးဝေများအားလုံးကိုအစ္စလာမ်အလိုင်ကွမ်မင်္ဂလာရှိပါစေလေးစားစွာပေါင်းကြိုဆိုအပ်ပါသည်ကျမနာမည်ကစကြည်သာပတ်ပါသည်ယနေ့မြန်မာနိုင်ငံလွယ်လည်ရင်းအကတမယာတွင်ဒုက္ခတဲ့စကန်အတွင်းမှရဟန်ဂျာမျိုးသမီးတို့ယူစီယာ၏အမျိုးသမီးဥက္ကဋ္ဌတို့အပိုင်စကားပြောခွင့်ရရှိခြင်းကိုအလံပေါ်ဂုဏ်ယူဝတ်မောက်ပါသည်ပထမဦးစွာအတင်းအကျပ်ချွေးပြောင်းခံခဲ့ရသောရဟန်ဂျာလူမျိုးခမင်းအားပေါင်းတသန်းခွဲခန့်အတွက်အသားကဲကိုလူရာနေရာများပဲ့ခဲ့သောဘင်္ဂလားဒေ့ရှ်အစိုးရနော်ပေသူလူထုအားလုံးကိုကျမ၏နှလုံးသားအောက်မှအတူကျေးဇူးတင်ကြောင်းလဲနာစွာပြောကြားလိုပါသည်ဒီနေ့လေးလေးနေ့မှာဝါကြအမျိုးသမီးတို့အနေနဲ့လေဒုက္ခတဲ့စကန်မှာအမျိုးသမီးကောင်းဆောင်တို့အနေနဲ့လေကျမ၏ဝါဟန်နှလုံးသားတွေကနေစကားပြောလိုပါသည်ကျမတို့အတွက်လေးလေးဆိုတာစကားလုံးတစ်လုံးသောမဟုတ်တမိုင်းဝင်ရာဇဝတကူတာမဟုတ်ပါဘူးဒါဟာကျမတို့ကလေးအိမ်မတွေအမျိုးသမီးမျော်လင့်ချတွေဂုဏ်သိက္ခာကြီးစွာနေတိုင်လို့တဲ့ရိုးရှင်းတဲ့စံသားတွေကိုကိုစားပူတာဖြစ်ပါတယ်မြန်မာနိုင်ငံလဲလဲရဲ့မရရှိမီကလေးကလဲလဲရဲ့ရရှိနိုင်ရဲ့အတွက်ဘုံချိုးအောင်ဆန်းဦးရာဇဲတော်အပါဝံအာဇာနည်ကောင်းဆောင်များစွာသောအပိုင်မဲ့ပေသူအများပိုင်အသားများကိုဆွဲလဲခဲ့ရပါသည်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်မြန်မာနိုင်ငံလွယ်လည်ရရှိခဲ့ကောင်းမှာတမိုင်းဝါအခါသမယကြီးတရေပပသည်အဲ့ဒီအရှိကာလတွင်ကျွန်တော်တို့ဝါကြလူထုတွေလေနိုင်ငံသားအပိုင်းအတိအမဲပူခံရပြီးအကွာရဲများဂုဏ်သိက္ခာများရှိခဲ့ပူပါသည်ကျွန်တော်တို့ဘိုးဘွားစင်စားများသည်မိမိတို့ဇာတိမေတွင်ငင်းချမ်းစွာနေတိုင်ခဲ့ကြပါသည်သို့သော1990ခုနှစ်စိုက်တဲ့အာနာသိမ်းမှုမှစ၍ကျွန်တော်တို့၏အကွာရဲများကိုတပေးပေးယုံသိသွားခဲ့ပါသည်နိုင်ငံသားပိတ်ခွင့်လဲလဲစွာသွားလာခြင်းပညာရေးရှမ်းမာရေးအခွင့်အရေးများကိုတပေးပေးဆုံးတိုးလာရပါသည်နောက်ဆုံးတွင်ကျွန်တော်တို့သည်မိမိတို့၏ဇာတိမေမှာအတင်းကျပ်ဖက်ကရပြီးယနေ့ဒုက္ခတွေဘဝတို့ခြုံထွေးနေရပါသည်ဒီအကန့်နဲ့ဟာအလွယ်ဝဲနေစရာွေကောင်းပြီးနာရှင်စရာအတွေ့အချုံတရေပြပါသည်ကျွန်တော်တို့ဝါကြလူထုသည်နေပေါင်းများစွာနေရဆွဲကွာမှုကြောက်ရွံ့မှုဆုံးချုံမှုများကိုစတိုက်ရှုံထွေးလာခဲ့ရပါသည်ဒါပေမဲ့ကျွန်တော်တို့သည်အကျိုးတရားနေတာမနေတိုင်းပါလူမွားတိုင်ဝဲတရေသည်လဲလဲရတော့တိုက်ပွဲဝင်ရတော့လာနာမမစားတင်ပါဒါဟာတတိဆဲလုံးရည်မှုညာလောချကနေစားတင်တာဖြစ်ပါတယ်အတူတပင်ဝါကြအမျိုးသမီးများသည်နာချောမှုများကြတဲ့မှာပင်မိသားစုများကိုကာခွေတောက်ပန်ပြီးကလေးများကိုပညာပေးကအသားဝတ်ကိုဆက်လာတင်ထင်ကြပါသည်အမျိုးသမီးကောင်းဆောင်မှုဆိုတာအာနာရှိကောမဟုတ်ပါဘူးချိုးပေးနေရင်တော့မြောက်လာချကိုမလဲချနိုင်ခင်ဖြစ်ပါသည်ဒုက္ခတဲ့စကဲအတွင်မှတော့ကျွန်တော်တို့သည်အကျဉ်းပါမှုအစနေချင်ရကိုရွေးချယ်ပါသည်အမုံအစဂုံသေးကကိုရွေးချယ်ပါသည်များတဲ့ဓာတ်ထဲမှပင်မြောက်လင်းချကိုခိုင်ထားပြီးတရားမြတ်တရားမှုနော်လဲလဲရဲ့ဒီတနေ့မှမပိုင်းမနေဖဲလေရောက်ရှိလာမည်ဟု
ယူခဲ့ပါသည်အမျိုးသမီးများ၏အသက်များကိုနားတင်သောကပ္ပကြီးမှာကလေးများပုံမလုံခြုံပြီးအနာကဲစီလေပုံမရှိရှူရွယ်ပါမှုရှိလာမည်ဟုဖိုက်ပါသည်လေလေရဲ့ဆိုဒီမှာလူအကျွတ်ထွားတာမပိတ်ဆုံးပါလူတိုင်းအထွားတာပါရပါမည်ညနေလွေလေရဲ့နေရာကတမရတော့ကျွန်တော်တို့တောင်းဆိုလို့ဒီမှာလူသားတို့ဝပိုင်အတိအမဲပူးကံရကင်းတာဖိုက်ပါသည်မိမိတို့ဇာတိမေတော်ဘုံသိက္ခာငိမ့်ချရဲ့နော်လဲလဲမှုကိုလူတိုင်းအထွားပဲလေအဒီပေပွန်ဆိုပေးနိုင်ပါစေကြောင်းနှလုံးသားအပေဖွန်ဆုတောင်းအပ်ပါသည်နာတော်ပေးစီအထွားအတူချေစုတင်ပါသည်